ဒီကနေ့ကျွန်တော်တို့အတူတကွခွန်အားယူဖို့အတွက်ပြင်ဆင်လာတဲ့နှုတ်ကပတ်တော်ကတော့ယုံကြည်သူထဲကယုံကြည်ခြင်းဆိုတဲ့နှုတ်ကပတ်တော်အပြင်ဝေမျှခွန်အားပေးခြင်းပါတယ်။နောက်တစ်မျိုးအနေနဲ့ပြောရမယ်ဆိုရင်ယုံကြည်ခြင်းနဲ့နောက်တစ်ဆင့်ခြေလန်းလန်းခြင်းယုံကြည်ခြင်းနောက်တစ်ဆင့်တိုးတက်လာခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုယုံကြည်ခြင်းနဲ့အသက်ရှင်စေခြင်းနဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းစေခြင်းနဲ့ယုံကြည်ခြင်းနဲ့လှုပ်စေခြင်းနဲ့ယုံကြည်ခြင်းအပြင်ဘုရားရဲ့ဘုန်းထင်ရှားစေခြင်းတာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ရဲ့အလိုတော်ပြည့်စုံဖို့မိတ်ဆွေနဲ့ကျွန်တော်ရဲ့အထဲမှာယုံကြည်ခြင်း 100% အမြဲတမ်းပြည့်ဝနေဖို့လိုအပ်တယ်။ယုံကြည်သူထဲကနေယုံကြည်ခြင်းထွက်လာဖို့ဆိုရင်နှစ်ချက်လေးကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်။နံပါတ်1တစ်ချက်ကတော့ယုံကြည်ခြင်းရှိခြင်းနဲ့ယုံကြည်ခြင်းနဲ့ရှောက်လန်းခြင်းဆိုတဲ့အရာကိုကွဲကွဲပြားပြားသိဖို့လိုအပ်တယ်။ဒီနှစ်ခုကတူတလို့ဖြစ်နေပေမဲ့တကယ်တမ်းကျတော့မတူဘူး။ဒီအရာကိုတမန်တော်12ပါးရဲ့အဖြစ်အပျက်လေးကိုကျွန်တော်အနေနဲ့ပြောပြချင်တယ်။ဒီနေ့ယေရှုဖခင်ကကမ်းတစ်ဖက်ကမ်းကိုတပည့်တော်တွေကိုဇေလွတ်လိုက်တယ်။တွားကြပါ။ယေရှုဖခင်ကကြံရစ်ခဲ့တယ်။အဲ့ဒီအချိန်မှာအိုင်လေမာတဲ့လေမသိတဲ့အတွက်ကြောင့်မို့တဲ့လေပြင်းမုန်တိုင်းကြာရောက်ပြောချင်တာကဒီပင်လေသွားတဲ့အခါရေကူးသွားတဲ့အခါမှာကမ်းတစ်ဖက်ကမ်းကူးသွားတဲ့အခါမှာလေပြင်းမုန်တိုင်းသူတို့ကြုံတွေ့တဲ့အခါမှာသူတို့ကကြောက်ရွံ့နေတယ်အဲ့ဒီအချိန်မှာတဲ့ယေရှုဖခင်ကသူတို့လေပြင်းမုန်တိုင်းကြုံတွေ့နေတဲ့နေရာမှာရောက်လာဒီအချိန်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကိုကြည့်မယ်ဆိုရင်တမန်တော်တွေအများကြီးရှိတဲ့အထဲကနဲ့ပေတရုတူးတာလေကိုရိုမန်ရင်ရေပေါ်လမ်းလျှောက်ပြီးမှကိုရိုစီမှာလာပြရစေလို့ဆုတောင်းခဲ့တာဖြစ်တယ်အဲ့လိုပဲတောင်းတဲ့အတိုင်းပဲယေရှုဖခင်ခွင့်ပြုတယ်ခွင့်ပြုတဲ့အတိုင်းပဲပေတရုကယုံကြည်ခြင်းနဲ့ရေပေါ်မှာခြေလန်းဆလန်းတဲ့အခါမှာယေရှုခရစ်တော်နဲ့အတူရေပေါ်မှာလမ်းလျှောက်နိုင်ခဲ့တာဖြစ်တယ်ဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်လေပေါ်မှာရှိနေတဲ့လူတွေအားလုံးဟာလည်းတပည့်တော်တွေပဲပြောချင်တာကယုံကြည်သူတွေပဲသူတို့အထဲမှာယုံကြည်ခြင်းမရှိဘူးလားဆိုရင်သူတို့အထဲမှာယုံကြည်ခြင်းရှိတယ်ဒါပေမဲ့သူတို့လေပေါ်မှာဘလောက်ပဲလူများနေပါစေယုံကြည်ခြင်းရှိနေပါစေယုံကြည်ခြင်းနဲ့ခြေလန်းလျှောက်လန်းနိုင်ခဲ့တဲ့သူကတယောက်တည်းပဲဆိုတော့ယုံကြည်ခြင်းရှိတာနဲ့ယုံကြည်ခြင်းနဲ့လျှောက်လန်းတာနဲ့မတူဘူးနော်ယုံကြည်ခြင်းရှိတာကတော့ယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့သူအားလုံးဟာယုံကြည်ခြင်းရှိလို့ယုံကြည်လက်ခံတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းအတိုင်းနေ့စဉ်အသက်ရှင်လျှောက်လန်းသလားဆိုတော့ကိုကျွန်တော်တို့စမ်းစစ်ဖို့လိုအပ်တယ်။ဒီကနေ့လေပေါ်မှာတမန်တော်တွေအများကြီးရှိပေမဲ့ယုံကြည်ခြင်းနဲ့ရေပေါ်မှာခြေလန်းလန်းနိုင်ခဲ့တာတယောက်တည်းပဲ။ဒါကြောင့်ယုံကြည်ခြင်းရှိခြင်းနဲ့ယုံကြည်ခြင်းနဲ့လျှောက်လန်းခြင်းမတူဘူး။ဒီရဲ့ယုံကြည်သူတွေအားလုံးမှာယုံကြည်ခြင်းရှိတယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားတဲ့ယေရှုခရစ်တော်ဟာအရာခတ်သိမ်းကိုတတ်နိုင်တဲ့ယေရှုခရစ်တော်ဖြစ်ဟာနော်ဘုရင်တကားရဲ့ဘုရင်အရှင်တကားရဲ့အရှင်ဖြစ်တယ်ဆိုတော့ကိုယုံကြည်လက်ခံထားတဲ့အတွက်ကြောင့်မို့ယုံကြည်သူဖြစ်တယ်ယုံကြည်ခြင်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုနောက်တစ်ဆင့်တက်လာနိုင်ဖို့အတွက်ကျွန်မနေ့စဉ်ရှောက်လန်းတဲ့အသက်တာမှာအလုံငန်းမှာဖះเจ้าသွားတာဖြစ်ဖြစ်ချီးမွမ်းကိုးကွယ်တာဖြစ်ဖြစ်ဘာပဲလုပ်ယုံကြည်ခြင်းနဲ့ကျမလုံနေသလားကိုယ့်ရဲ့အသွေးအခေါ်ကိုယ့်ရဲ့အထင်အမြင်နဲ့ကိုယ့်ရဲ့ idea နဲ့ရှောက်လန်းနေသလားဒီနေ့ကျွန်တော်တို့ဆန်းစစ်ဖို့လိုအပ်တယ်ဖះတခင်ကသူ့ကိုယုံကြည်တဲ့ယုံကြည်သူဖះသားသမီးတွေကိုတေချာပါတယ်ယုံကြည်ခြင်းနဲ့ရှောက်လန်းစေချင်တာဖြစ်တယ်လေပေါ်မှာလူဘယ်နှယောက်ရှိလဲမရှိလဲဆိုတာအရေးမကြီးဘူးဖះတခင်လိုချင်တာကသူ့ကိုယုံကြည်ပြီးမှခြေလန်းဆလန်းတဲ့သူကိုဖះတခင်ကမျှော်လင့်နေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်တို့စမ်းစစ်ဖို့အားပေးခြင်းနဲ့မဿဲအခန်းကြီး9အငယ်19နဲ့20မှာပါတဲ့နှုတ်ကပတ်တော်ကိုတစ်ချက်လေးဖတ်ခြင်းနဲ့မဿဲအခန်းကြီး9အငယ်19ကနေ20ဒီနေရာမှာဗာပြောထားလေဆိုရင်ယေရှုသည်ထ၍တပည့်တော်တို့နှင့်အတူထိုသူနောက်သို့လိုက်တော်မူ၏ထိုအခါ12နှစ်တွေးတော်နာဆွဲသော
မိမတယောက်ကငါသည်အဝတ်တော်ကိုတို့တာတို့လင်ချမ်းသာရမည်ဟုစိတ်ထင်နေနောက်တော်သို့ချင်းကပ်၍အဝတ်တော်ဤဘဝတော်ကိုတို့လေ၏ယေရှုသည်လက်၍ထိုမိမကိုမြင်တော်မူလင်ငါသမီးမစိုးရိမ်နဲ့တင်းယုံကြည်ခြင်းသည်တင်းအနာကိုငြိမ်းစေပြီဟုမိန့်တော်မူ၏ထိုခဏချင်းထိုမိမသည်အနာကင်းပြောက်လေ၏ဒီနှုတ်ကပတ်တော်ကိုဖတ်ကြည့်တဲ့အခါမှာအခြားကျမ်းမှာဆိုရင်ဘာတွေ့ရတယ်လဲဆိုရင်ယေရှုခရစ်တော်ရဲ့ဘဝတော်ကိုတိုးတဲ့အခါမှာတဲ့ယေရှုခရစ်တော်အထက်ကနဲ့တကူထွက်တယ်ဆိုတော့ဒီတွေးသူနာစနစ်ဆွဲတဲ့အမျိုးသမီးကအိမ်မှာရှိနေတဲ့အခါမှာသူကြားလိုက်တယ်ယေရှုခရစ်တော်ဆိုတဲ့ကေတင်ရှင်ဟာသူတို့မြို့ရွာမှာလာတယ်ဆိုတော့ကိုကြားတဲ့အခါမှာသူ့ဘဝမှာလိုအပ်နေတဲ့ကေတင်ရှင်လာတယ်ဆိုတော့ကိုသူတည်သွားတယ်သူ့ရဲ့အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်သူ့မှာရှိတဲ့စီးစိမ်ဥစ္စာလည်းကုန်ပြီနော်သူ့မှာရှိတဲ့အနာရောဂါပျောက်ဖို့အတွက်တမားတော်တွေဆရာဝန်တွေဒေါက်တာတွေပေါ့နော်အဲဆေးသမားတွေနဲ့ကုရင်လည်းသူ့ရဲ့အနာရောဂါကမပျောက်နိုင်တော့ဘူးပြောချင်တာကသူ့ရဲ့ဘဝမှာကြုံတွေ့နေရတဲ့အနာရောဂါနဲ့ပျောက်အောင်သူ့ရဲ့နော်ခွန်အားနဲ့မတတ်နိုင်တော့ဘူးသူ့မှာရှိတဲ့စီးစိမ်ဥစ္စာနဲ့ဘာမှမတတ်နိုင်တော့ဘူးသူဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒီအချိန်မှာ तू ကြားလိုက်တာဟာအန္တာယောဂါကိုကြားမှချင်းပေးပိုင်တဲ့ဖခင်တကိုးကြီးတဲ့ဖခင်ကေဒီရှင်ယေရှုဖခင်လာတယ်ဆိုတော့ကိုတီးတဲ့အခါမှာသူ့ရဲ့ယုံကြည်ခြင်းကစတင်မှအလုံးလုံးလာတယ်ဘလို့အလုံးလုံးလာလဲဆိုတော့ဒီနေ့ယေရှုရဲ့အဝတ်တော်ကိုတို့မယ်ဆိုရင်ငါချမ်းသာခြင်းရနိုင်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ရှောက်လန်းလာတဲ့အခါမှာအဲ့ဒီယုံကြည်ခြင်းအားဖြင့်သူ့ရဲ့အနာရောဂါကိုကျမ်းမာစေခဲ့တာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်ဒီကနေ့နေ့စဉ်အသက်ရှင်ခြင်းမှာတွာလာလှုပ်ရှားနေတဲ့အခါမှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ရှောက်လန်းတတ်ဖို့အင်မတန်မှအရေးကြီးတယ်။ဒီနေ့ယေရှုခရစ်တော်ရဲ့အထက်ကနဲ့တကူထွက်စေတာကတခြားမဟုတ်ဘူး။ယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့အတ္တတာအဖြစ်ဒါလင်ထွက်စေတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့မိတ်ဆွေနဲ့ကျွန်တော်ကိုလည်းယေရှုခရစ်တော်အထက်ကနဲ့တကိုးတွေစီးထွက်စေခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့လုပ်ရမှာကဘာလဲဆိုရင်ယုံကြည်ခြင်းနဲ့ခြေလမ်းစလန်းဖို့အင်မတန်မှအရေးကြီးတယ်။ထိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကိုအသက်ရှင်စေခြင်းတာဖြစ်တယ်ဆိုတော့ကိုအားပေးခြင်းနဲ့နောက်ထပ်ကျမ်းပိုက်တစ်ပိုက်ကိုဖတ်လို့ပါတယ်။လုကာခန်းကြီး18အငယ်8မှာငါဆိုဒီကသူတို့ဖက်၌အလင်းအမြန်တရားစီရင်တော်မူမည်တို့တော်လဲလူသားတွေကြွလာသောအခါယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မိလောဟုသခင်ဖျားသည်မိန့်တော်မူ၏လူသားဆိုတဲ့ယေရှုခရစ်တော်ဖျားဒုတိယအကြိမ်ကြွလာတဲ့အခါမှာတဲ့မြေကြီးပေါ်မှာတွေ့ချင်တာမြင်ချင်တာပါလဲဆိုရင်ယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့သူယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မိသားစုကိုအထူးသဖြင့်အားပေးခြင်းတယ်ယုံကြည်ခြင်းနဲ့ဘာတွေလုပ်ပြီးပြီလဲကျွန်တော်တို့ကယုံကြည်နေတာပဲဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းကိုကျွန်တော်တို့တကယ်လက်တွေ့ရှောက်လန်းပြီလားယုံကြည်ခြင်းတော့ရှိတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းဘူးတလားခုနပြောယုံကြည်ခြင်းရှိတာနဲ့ယုံကြည်ခြင်းနဲ့ရှောက်လန်းတာမတူဘူးယုံကြည်ခြင်းနဲ့ရှောက်လန်းတယ်ဆိုတာကတကယ်လက်တွေ့ယုံကြည်ပြီးမှဖယားသခင်တတ်နိုင်ခြင်းကို 100% ယုံကြည်ပြီးမှဆုတောင်းခြင်းလှုပ်ဆောင်ခြင်းတွာလာအသက်ရှင်ခြင်းကိုပြောနေတာဖြစ်တယ်ကျွန်တော်တို့ကယုံကြည်ခြင်းတော့ရှိနေပေမဲ့အဲ့ဒီယုံကြည်ခြင်းကိုလက်တွေ့အသုံးချပြီးမှလက်တွေ့မြေပြင်မှာယုံကြည်ခြင်းနဲ့မလျှောက်လန်းတဲ့အခါမှာကျွန်တော်တို့အထက်ကနဲ့ယုံကြည်ခြင်းရဲ့တက်တယ်ဘာမှမရလာဘူးဒါကြောင့်ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ဒီကနေ့ယုံကြည်ခြင်းရှိတာကကောင်းပါတယ်ဒါပေမဲ့အဲ့ဒီရှိတဲ့ယုံကြည်ခြင်းကိုလက်တွေ့လျှောက်လန်းနေတဲ့ဘဝအတ္တလုပ်ငန်းမှာမိသားစုမှာကျွန်တော်တို့နော်လက်တွေ့လျှောက်လန်းဖို့အတွက်အင်မတန်မှအရေးကြီးတယ်ယေရှုခရစ်တော်မြင်ချင်တာလဲကျွန်တော်တို့ကိုယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့အသက်တာကိုမြင်ချင်တာဖြစ်တယ်ကျွန်တော်ဗီဒီယိုလေးတစ်ခုပြချင်တယ်မဆူလို့ပါဒီဗီဒီယိုလေးကိုကြည့်ပါ
နော်တစ်ချက်လောက်ပြန်ပြပေးပါအောင်တူတူလေးပဲဒါလေးပဲဒီဗီဒီယိုလေးကလွန်ခဲ့တဲ့အခုသမီးငယ်က12နှစ်ဆိုတော့သမီး9နှစ်အရွယ်လောက်တုန်းက9နှစ်တုန်းကပေါ့လွန်ခဲ့တဲ့9နှစ်မှာကလေး3ယောက်နဲ့ကျွန်တော်အမျိုးသမီးကအလုပ်သွားတယ်ညမှာဒီလိုမျိုးသမီးကတကူလုံးဘယ်လိုပြောမလဲယာနာလားဘယ်လိုခေါ်မလဲအဖုတွေပေါက်ပြီးမှကုတ်ပြီးမှကျွန်တော်ဆေးရုံသွားမယ်ဆေးခန်းသွားမယ်ဆိုရင်လေကျွန်တော်သားလေးကဘေဘီလေးပဲရှိသေးတယ်အဲ့ချိန်ကလေးခြံထားခဲ့မယ်ဆိုရင်လေအဆင်မပြေဘူးကလေးတွေခေါ်မှဆေးရုံမှာအုပ်လိုက်သွားမယ်ဆိုရင်လေကလေးတွေကငေသေးတယ်ဘလို့မှအဆင်မပြေဘူးညတကောင်ဖြစ်နေတဲ့အတွက်ကြောင့်သူများအခုညီတောင်းမယ်ဆိုရင်လေအားနာအဲ့ချိန်မှာချက်ချင်းကျွန်တော်တတိယလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ငါယုံကြည်ခြင်းနဲ့ဆုတောင်းရမယ့်အချိန်ဖြစ်ပြီကျွန်တော်အဲ့ဒီချိန်ဘာမှမသိတော့ဘူးကျွန်တော်သိတာဘာလဲဆိုရေဘူးတဘူးကျွန်တော်သွားယူလိုက်တယ်ကလေးတွေကိုထိုင်ခိုင်းတယ်ဒီနေ့ဖယားအမှုပြုမဲ့နေ့ဖြစ်တယ်သမီးကြီးနဲ့သမီးငယ်ကောင်းကောင်းကြည့်တားလဲတော့မမှတ်မိသေးဘူးသမီးမြောက်မဲလို့ရတယ်ဒီနေ့အဖေမတတ်နိုင်တော့ဘူးအဖေဆေးရုံလည်းမခေါ်သွားနိုင်တော့ဘူးအချိန်လည်းမရှိဘူးသွားမယ်ဆို emergency သွားမယ်ဆို4-5 နာရီထိုင်ဆောက်ရတယ်ဘလို့မှအဆင်မပြေတော့ဘူးဒါပေမဲ့ဒီကနေ့တက်တဲ့တစ်ခုပြချင်တယ်ဒီနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဖခင်ဟာအသက်ရှင်တဲ့ဖခင်ခေါ်ထူးတဲ့ဖခင်ဖြစ်တယ်ဒီအနာရောဂါကိုယေရှုဖခင်ပေးပြောင်းမယ်ဆိုပြီးမှကျွန်တော်ယုံကြည်ခြင်းနဲ့သူတို့ကိုခေါ်တယ်ယုံကြည်ခြင်းနဲ့တကယ်ပဲသူတို့ကိုကျွန်တော်ထိုင်ခိုင်းပြီးမှကျွန်တော်ယေကိုယေရှုခရစ်တော်လက်ထဲမှာအနံ့တယ်ဒီယေကဖခင်ဖန်ဆင်းထားတဲ့ယေဖြစ်တယ်ဒီရေထဲမှာကိုရဲတကိုးတော့သွန်းပေးမယ်ဆိုရင်ဒီသမီးလေးရဲ့ယာနာအနာယောဂါကိုယခုချက်ချင်းပြပြောင်းမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဆိုမှကျွန်တော်ယုံကြည်ခြင်းနဲ့ဆုတောင်းအနံပြီးမှကျွန်တော်ယေရှုနာမ၌သမီးငယ်ကိုကျွန်တော်ပေးလိုက်တဲ့အခါမှာမပြောင်းရင်ကျွန်တော်ခွမ်းပြီနော်ဒါပေမဲ့လေဘုရားကတည်တယ်ယုံကြည်ခြင်းနဲ့တကယ်ပဲဆုတောင်းမယ်ဆိုရင်ကျွန်တော်တို့မှာတကယ်လိုအပ်နေတဲ့အခါမှာဖခင်ကဘယ်တော့မှနောက်ကျတဲ့ဖခင်မဟုတ်ဘူးအဲ့ဒီအရာကိုတက်တည်ထူပြီးမှ2မိနစ်မကြောက်ဘူးအကုန်ပျောက်သွားတယ်သူ့အမေကအလုံးမှာဒီအဖြစ်အပျက်ကို तू မသိခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့သူ့အမေအလုံးမှာရှိနေတဲ့အချိန်မှာယာနာပေါက်တယ်ယုံကြည်ခြင်းနဲ့ဆုတောင်းလိုက်တယ် तू ပြန်လာတော့ပျောက်နေပြီ तू မသိလိုက်ဘူးဖခင်နမိတ်လက္ခဏာအိမ်မှာပြုတ်သွားတယ်ဆိုတာမသိလိုက်ဘူးကျွန်တော်တို့တားဖတွေပဲတည်တယ်ပြောချင်တဲ့သဘောကဒီကနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့လက်တွေ့ရှောက်လန်းပါလို့ပြောတဲ့အခါမှာတကောနမိတ်လက္ခဏာပြတဲ့ဟိုတကက်ခရုစိတ်တွေတကက်ဟိုပြောမယ်ဆိုတော့ဟိုအနာငြိမ်းခြင်းအဲ့လိုမျိုးနေရာတွေကိုပဲတော့မတွေ့နဲ့ယုံကြည်ခြင်းနဲ့တင်တဲ့ကျွန်ုပ်ကိုနေ့စဉ်ရှောက်လန်းစေခြင်းတယ်ဒီကနေ့မိသားစုမှာဖြစ်ပြနေတဲ့တွေ့ကြုံနေတဲ့အချိန်မှာယုံကြည်ခြင်းနဲ့ဖြည့်ရှင်းတတ်ဖို့ယုံကြည်ခြင်းနဲ့တွန်းလှန်တတ်ဖို့ဒီကနေ့ကျွန်တော်အနေနဲ့အားပေးခြင်းတယ်မိတ်ဆွေရဲ့မိသားစုမှာဘာဖြစ်နေလဲကျွန်တော်မသိဘူးမိတ်ဆွေပဲသိတယ်မိသားစုပြဿနာရှိနေလားယေရှုနာမ၌ဆုတောင်းပါကျွန်တော်အမျိုးသမီးကတစ်ချိန်လုံးကဒီအချိန်နဲ့မတူဘူးဒီအချိန်နဲ့အခုကတော့လပတဲ့မိသားစုလိုမြင်ကြမယ်ကျွန်တော်ရှေ့တော့နောက်ကနဲ့ပန့်ပိုးတဲ့ချက်ပြုတ်တွေတွေ့မယ်ဒါပေမဲ့တစ်ချိန်လုံးက different 34သူအမှုတော်မဆောင်စေချင်ဘူးဒါပေမဲ့ကျွန်တော်ဆုတောင်းတယ်ကျွန်တော်ပြုတ်ပြင်ကြည့်တယ်ကျွန်တော်ရဲ့ idea နဲ့ဟာမိမရေအမှုတော်ဆောင်မိသားစုဟာဒီလိုဖြစ်ရမယ်ကလေးတွေစုံမလေးလေကလေးတွေက different way သွားလေကျွန်တော်ညှိနှိုင်းလေ different way သွားလေကျွန်တော်နားလေသွားတယ်ကျွန်တော်ပြုတ်ပြင်ပေးလို့မရပါလားအထက်ကလာတဲ့ဉာဏ်ပညာလိုတယ်ကျွန်တော်ဆုတောင်းစက္ကန့်တဲ့ခါမှာကျွန်တော်ပြောစရာမလိုဘဲနဲ့ကျွန်တော်ထိုင်ခုံမှာထိုင်နေတဲ့ခါမှာ तू တစ်ခုပြီးတစ်ခုတောင်းပန်လာဟာငါဒါဘာမှကြုံမရှိဘဲနဲ့ငါလုံနေတဲ့အိမ်မက်မှာပေါ်ပြတယ်နှုတ်ကပတ်တော်အပြင်ပေါ်ပြတယ်ဖခင်ပြုတ်ပြင်ပေးနေတာအဲ့လိုပြုတ်ပြင်ဖို့အတွက်ဘာလို့မလဲကျွန်တော်ကနှိမ့်ချခြင်းနဲ့ယုံကြည်ခြင်းနဲ့ဖခင်သခင်တတ်နိုင်တယ်ဆိုတော့ကိုယုံကြည်မှဆုတောင်းတဲ့အခါမှာဖခင်သခင်ကသူ့ကိုအနံတဲ့အတွက်ကြောင့်ဖခင်သခင်ပြုတ်ပြင်ပေးသွားတယ်မညီတဲ့စိတ်တွေညီလာတယ်မလိမ္မာတဲ့သားသမီးတွေလိမ္မာလာတယ်ကိုဖြစ်စေခြင်းတဲ့အရာထက်ပိုပြီးမှကလေးတွေကထူးချွန်ထက်မြက်လာဒီအရာတွေအားလုံးကဘေကနေစလာလေဆိုရင်ယုံကြည်ခြင်းနဲ့စတင်ပြီးမှဆုတောင်းတဲ့အခါမှာဒီအကျိုးအမြတ်ဒီအတိအပွင့်ကိုကျွန်တော်တို့ရရှိခံစားတာဖြစ်တယ်
ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ရှောက်လန်းပါလို့ပြောတဲ့အခါမှာမိသားစုမှာလုပ်ငန်းမှာတခုခုကြုံတွေ့လာရင်ဖြားနာလာရင်တနေရာမှာအားကိုးတာနဲ့ပတ်စံလိုရင်တနေရာမှာအားကိုးတာနဲ့လင်မြရန်ဖြစ်ပြီးဆိုဆရာကြီးတင်းအောင်ဆရာကြီးကိုအားကိုးတာမလုပ်ပါနဲ့ဒူးထောင်ပါစတင်ဆုတောင်းလိုက်ပါစတင်ဆုတောင်းလိုက်ပါခင်မွန်းတွေကစိတ်ကတလွဲဖြစ်နေတယ်အမျိုးသမီးကစိတ်ကတစ်ဖက်မှာဖြစ်နေတယ်ဘလို့မှညှိနှိုင်းလို့မရဘူးလားယုံကြည်ခြင်းနဲ့ဆုတောင်းလိုက်ပါတခါလေဆုတောင်းတဲ့အခါမှာအတင်းပြောသလိုဖြစ်တယ်နော်အဲ့လိုမဟုတ်ဘူးနော်ကျွန်တော်ပြောတာဟိုဘုရားတကယ်သူရဲ့ကောက်နေတဲ့စိတ်တွေပုတ်နေတဲ့စိတ်တွေဖေပေးပါအဲ့လိုမျိုးမဟုတ်ဘူးယုံကြည်ခြင်းနဲ့အဲ့လိုထိုးနှက်တဲ့ဆုတောင်းချက်ကိုပြောတာမဟုတ်ဘူးနော်တခါလေဆုတောင်းခံချက်တင်ပြတာလားအတင်းပြောတာလားမကွဲပြားဘူးနော်အဲ့ဒါဟိုအတင်းပြောသလိုဆုတောင်းတာမျိုးပြောတာမဟုတ်ဘူးကျွန်တော်ပြောချင်တာယုံကြည်ခြင်းနဲ့ဘာမှပြောစရာမလိုကိုရောတိတယ်ကိုလိုပေးထားတဲ့အမျိုးသမီးမှာဘာလို့အပ်တယ်လဲဆိုတော့ကိုရောတိတယ်ကိုရောမဆပေးပါယုံကြည်ခြင်းနဲ့အနံ့ကြည့်ပါအဲ့ဒီအတိပုတ်ကိုရစေခြင်းနဲ့မိတ်ဆွေအခါလေးမှာကျွန်တော်တို့ဖြစ်ပြနေတဲ့အရာပေါ်မှာကိုကယုံကြည်ခြင်းနဲ့မလုပ်ဘဲနဲ့သက်ဆိုင်တဲ့သူတွေကိုအားကိုးကြည့်တယ်ဟိုမှာမိမရောက်တီရောက်ခမရရှိရင်သူ့အဖေမေကိုတိုင်လိုက်တယ်အဲ့ချိန်ဆုံးမလိုက်တယ်ပိုဆိုးတယ်ရွေ့လာတယ်နော်အရင်က900ပဲသုံးတယ်နောက်ဆို1000လောက်သုံးလာတယ်အရင်ကဆိုရင်နိုင်ပဲအိမ်ကနဲ့ထွက်ပြီးမှရွာလေတယ်နောက်ဆိုတရက်လုံးပေါ်မလာတော့ကိုအာဒီယာနဲ့လုံးဝမိဒါကြောင့်မို့နှုတ်ကပတ်တော်ဆာလံ120ခုမှာပြောတယ်ဖျားခင်တိဆောက်တဲ့အိမ်ထောင်ဖျားခင်တိဆောက်တဲ့အိမ်ထောင်လို့ပြောတဲ့အခါမှာယုံကြည်ခြင်းနဲ့လက်တော်နဲ့အနံ့ခြင်းဒါကြောင့်မို့ဒီကနေ့မိသားစုတွေကိုအားပေးခြင်းတယ်ဒီနေ့မိသားစုမှာကျမ်းမာရဲ့ပြဿနာတွေရှိနေလားသားသမီးတွေစိတ်ဖောက်ပြန်မှုသူတို့ရဲ့အသွေးသားဖောက်ပြန်မှုနော်လင်မယားကြအမျိုးမျိုးစာတန်ကလုံနေမှာပဲယောဟန်10:10မှာပြောထားပြီးသားတကိုးဆိုတဲ့စာတန်မာနကကျွန်တော်တို့ရဲ့ခရစ်တော်အပြင်ရရှိတဲ့ဝမ်းမြောက်ခြင်းညီသက်ခြင်းတွေခိုးဖို့တတ်ဖို့ပျက်စီးဖို့လာပဲတဲ့ဒါမဲ့ယေရှုခရစ်တော်ဆိုတဲ့ကယ်တင်ရှင်ယေရှုဖခင်ကအသက်လွတ်ရုံများမကအထူးသဖြင့်တဲ့အသက်နဲ့ပြည့်စုံစေဖို့လာတယ်တဲ့ယေရှုဖခင်ကကျွန်တော်တို့ကိုစွန့်ပစ်မထားဘူးအမြဲတမ်းကယ်တင်မဆာပေးဖို့ရှိနေတာဖြစ်တယ်ဒါမဲ့မိတ်ဆွေနဲ့ကျွန်တော်ကလိုအပ်နေတဲ့အရာပါလဲဆိုရင်သူ့ကိုယုံကြည်ပြီးမှလက်တော်နဲ့အနံ့ခြင်းယေရှုခရစ်တော်နာမ၌ကျွန်တော်တို့ရှောက်လန်းတတ်ဖို့ဒီကနေ့အထူးသဖြင့်အားပေးခြင်းပါတယ်ပြီးရင်ဒီနေ့ဟေဘရဲအခန်းကြီး7အငယ်6မှာပါတဲ့နှုတ်ကပတ်တော်လေးကိုဖတ်ခြင်းတယ်ဒီနေရာမှာဘာတွေ့ရလဲဆိုရင်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားသခင်အထံတော်သို့ချဉ်ကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူဟာအကျိုးကိုပေးတော်မူသည်ကို၎င်းယုံကြည်ရမယ်ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ရှောက်လန်းတယ်လို့ပြောတဲ့အခါမှာဒီနေ့ယေရှုဖခင်ဟာအသက်ရှင်တဲ့ဘုရားဖြစ်ကြောင်းကိုယုံကြည်ရမယ်အဲ့ဒီအသက်ရှင်တဲ့ဘုရားဟာကျွန်တော်နဲ့အတူကျမနဲ့အတူရှိနေတယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတော့ကိုတိမှကျွန်တော်တို့နဲ့အတူရှိနေတဲ့ဖခင်ဆိုတော့ကိုတိမှကျွန်တော်တို့ယုံကြည်ရမယ်အဲ့ဒီယုံကြည်တဲ့ဖခင်နဲ့အတူကျွန်တော်တို့ကတိုက်ပွဲဝင်ရမယ်ဘဝတိုက်ပွဲရှိတယ်ဝိညာဉ်တိုက်ပွဲရှိတယ်ဒီကနေ့ကျွန်တော်တို့တိုက်ပွဲတိုင်းဟာလက်နဲ့မပါဘဲနဲ့တိုက်လို့မရဘူးနော်ဒီနေ့ဖခင်ကကျွန်တော်တို့ရဲ့လက်နဲ့ဖြစ်တယ်ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေကျွန်တော်တို့တော့မတတ်နိုင်တဲ့အရာတွေကိုလို့ဥမာတစ်ပင်တစ်ပင်ကိုခုတ်မယ်ဆိုရင်ကျွန်တော်တို့လက်နဲ့တော့ခုတ်လို့မရဘူးပါးစပ်နဲ့တော့ကိုက်လို့မရဘူးဒီနေ့ယေရှုဖခင်ကကျွန်တော်တို့ကိုလိုအပ်နေတဲ့အရာကိုထောက်ပင်မဆပေးနေတယ်ထောက်ပံ့နေတဲ့ဖခင်လိုအပ်နေတဲ့အရာကိုဖြည့်စွမ်းပေးတဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဝိညာဉ်တိုက်ပွဲဖြစ်ခန္ဓာတိုက်ပွဲဖြစ်လောကတိုက်ပွဲဖြစ်မိသားစုတိုက်ပွဲဖြစ်ဘယ်တိုက်ပွဲမဆိုကျွန်တော်တို့ကဘာနဲ့တိုက်ရမလဲဆိုရင်ယေရှုခရစ်တော်နဲ့အတူယုံကြည်ခြင်းနဲ့တိုက်ရမယ်ပြီးရင်ဒီနေရာမှာဗာပြောထားလဲဆိုယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့ဘုရားသခင်ရှိတယ်ဆိုတော့အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ကိုယုံကြည်ရတယ်လို့အဲ့ဒီဘုရားကိုကျွန်တော်တို့ယုံကြည်ကိုးစားမယ်ဆိုရင်ကျွန်တော်တို့ဆုံးရှုံးမှာမဟုတ်ဘူးအကျိုးရှိတယ်ဆိုတော့ကိုအမြဲတမ်းယုံကြည်ရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုတဖန်ဆန်းစစ်ဖို့အားပေးခြင်းပါတယ်နောက်ဆုံးအနေနဲ့အဖြစ်ပြက်လေးတစ်ခုကိုအားပေးခြင်းတယ်ယောရှုနဲ့ဣသေလလူမျိုးတွေရဲ့ရှောက်လန်းတဲ့အသက်တာဖခင်သ
ခင်ကတူးချင်းစီတိုင်းရဲ့ယုံကြည်ခြင်းကိုလည်းလူချင်းတယ်အဖွဲလိုက်ယုံကြည်ခြင်းကိုလည်းလူချင်းတယ်ဒီယောရှုနဲ့ဣသရေလလူမျိုးတွေရဲ့သူတို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်ဘယ်နေရာမှာတွတ်တွေ့လဲဆိုယောသန်မြစ်ကူးတဲ့အခါမှာနော်အဲ့မှာကျမ်းစာတော့မဖတ်တော့ဘူးအချိန်မရှိလို့ယောရှုအခန်းကြီး3အငယ်15နဲ့ယောရှုအခန်းကြီး7အငယ်8မှာပါတဲ့ကျမ်းပိုက်ကိုကျွန်တော်အနေနဲ့ပြောသွားမှာဖြစ်တယ်သူတို့ကဘာလုပ်လဲဆိုရင်အဲ့ယောသန်မြစ်ကိုကူးတဲ့အခါမှာယုံကြည်ခြင်းနဲ့ကူးရတာနော်ပထမဥပမာပေးသွားတယ်ပေတရုကတော့ရေပေါ်မှာယုံကြည်ခြင်းနဲ့ရှောက်လန်းပြီးမှသူရှောက်နိုင်ခဲ့တယ်အခုဒီယုံကြည်ခြင်းကကြတော့ယုံကြည်ခြင်းနဲ့ရေကိုနင်းတဲ့ကရေပေါ်မှာတော့မဟုတ်ဘူးဒါပါလဲဒါပေမဲ့ဘာလဲဆိုယုံကြည်ခြင်းနဲ့ရေပေါ်မှာနင်းလိုက်တဲ့ကရေကခန်းချောင်းမှာကွဲပြီးမှမြေကြီးပေါ်မှာသူတို့ရှောက်လန်းရတယ်။အိုးဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ရှောက်လန်းတဲ့အသက်တာတလန်းချင်းစီတိုင်းမှာယုံကြည်ခြင်းပါလက်ရှောက်လန်းကြရအောင်အဲ့ဒီယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့အခါမှာဘုရားသခင်ကနမိတ်လက္ခဏာပြုသွားမှာကျွန်တော်တို့ကနမိတ်လက္ခဏာကိုကျမ်းစာတင်တန်းနဲ့နိုးထမို့အစီအစဉ်တွေမှာပဲတွားရှာတယ်မဟုတ်ဘူးဒီနေ့မိတ်ဆွေရှောက်လန်းတဲ့အသက်တာမှာနမိတ်လက္ခဏာဖြစ်စေချင်တာမိတ်ဆွေဘဝကိုပြောင်းလဲစေချင်တာမိတ်ဆွေမိသားစုကိုပြောင်းလဲစေချင်တာဒါမဲ့ကျွန်တော်တို့ကယုံကြည်ခြင်းမပါဘဲနဲ့ရှောက်တော့ရေနစ်ပြီးမှတည်ရောအပြစ်နွန်တဲ့မှနစ်ပြီးတယ်ဘယ်တော့မှမယုံထနိုင်ဘူးကျွန်တော်မိမပြောလဲရှိတယ်ငါကရေမှာပြောတယ်အပြစ်နွန်တဲ့ကနေတော့ယုံထွက်ခြင်းနဲ့ဘယ်တော့မှအပြစ်ကိုဆွန့်လွတ်ခြင်းနဲ့စိတ်လည်းမရှိဘူးအဲ့ဒါဘယ်လို့မှမဖြစ်နိုင်ဘူးလေဒီနေ့ကျွန်တော်အနေနဲ့ပြောချင်တာကဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ရှောက်မယ်ဆိုရင်ကျွန်တော်တို့မှာလိုအပ်နေတဲ့ရောက်ကိုပြုတ်ပြင်ပေးမယ်ဗျာကျွန်တော်တို့ပြုတ်ပြင်စရာမလိုဘူးကျွန်တော်တစ်ချိန်လုံးကကွန်းသမားဆေးသမားအရက်သမားဖေးသမားမကောင်းတာအကုန်လာတာကောင်းတာဘာမှမသိဘူးဒါပေမဲ့အဲ့ဒီဘဝမှာယေရှုခရစ်တော်ဘုရားကအသက်ရှင်တဲ့ဘုရားဆိုတော့တည်သွားတယ်ကျွန်တော်အရင်ကစိုးရင်ကြတယ်ယခုဘဝမှာငါတေမှာကိုလည်းစိုးရင်တယ်တေပြည့်နောင်ဘဝမှာငရဲရောက်မှာလည်းစိုးရင်တယ်ကြောက်ရွံ့တယ်မတေရဲတဲ့ဘဝဖြစ်နေပေမဲ့ယေရှုခရစ်တော်ကိုယသွားတဲ့အခါမှာကျွန်တော်ရဲ့ဘဝအားလုံးပြောင်းလဲသွားတယ်ကျွန်တော်မဖြတ်နိုင်တဲ့လောကအရာတွေမူရည်စေဝါတွေအားလုံးဖြတ်ပေးတယ်ပြီးရင်ကျွန်တော်ကြောက်ရွံ့စိုးရင်နေတဲ့နောင်ဘဝအတွက်လည်းစိတ်ချမှုပြည့်တယ်ဒီနေ့ကျွန်တော်အတွက်လည်းကျွန်တော်စိတ်ချတယ်ဒီနေ့ကျွန်တော်တည်သွားရင်ကျွန်တော်ငရေကနေလွတ်မြောက်ပြီကျွန်တော်ကလုံးဝနောင်ဘဝအတွက်စိတ်မပူတော့ဒါယေရှုခရစ်တော်အထက်ကနေရရှိတယ်အဲ့လိုပဲကျွန်တော်ရရှိတဲ့ကောင်းချီးမင်္ဂလာကိုကျွန်တော်မိသားစုလည်းလက်ဆင့်ကမ်းပြီးကျွန်တော်မစိုးရင်တော့ဘူးမိသားစုထားခဲ့ဖို့လည်းမစိုးရင်ဘူးမိသားစုနဲ့အတူရှောက်လန်းမဲ့အနာဂတ်လည်းမစိုးရင်ဘူးဘာဖြစ်လို့လဲကျွန်တော်တို့မိသားစုအားလုံးကိုခရစ်တော်နဲ့မိတ်ဆက်ပြီးမှခရစ်တော်နဲ့အတူတွားနေတာတွားခွင့်ရခဲ့တာဖြစ်တယ်ဒါကြောင့်မိတ်ဆွေကိုလည်းကျွန်တော်အနေနဲ့အားပေးခြင်းတယ်ဒီနေ့မိတ်ဆွေရဲ့ခြေလန်းတလန်းချင်းစီတိုင်းမှာယေရှုတတ်နိုင်တယ်ဆိုတော့ကိုယုံကြည်ပါ။ဥမာမွေးစေဝါရီဆွဲလန်းနေတဲ့သူတွေဖြတ်ခြင်းတယ်ကျွန်တော်သိတယ်ဒါပေမဲ့ကိုကမစွန့်ရဘူးလေလာနှခွနင်းနေဆိုတာနော်ဟိုဘက်လည်းမဟုတ်ဒီဘက်လည်းမဟုတ်ဖြစ်နေလားဒီနေ့အနံလိုက်ပါတင်ဖြတ်ရင်လေတလတော့ပြတ်နိုင်တယ်နှစ်လတော့ပြတ်နိုင်တယ်တငယ်ချင်းတွေပြန်တွေ့ရင်ပြန်ဆွဲသွားမှာပဲအဲ့ဒါမှပုံဆိုးတယ်နော်အရင်ကတပလင်းတောက်တဲ့သူနှစ်ပလင်းပြန်တောက်သွားမှာပါကျမ်းစာမှာလေးပါတယ်လေနတ်ဆိုးထွက်သွားတယ်တဲ့လေပြီးမှပြန်လာတဲ့ခါမှာအော်ဒီမှာခရစ်တော်လည်းမရှိဖခင်လည်းမရှိဘူး empty အလွတ်ဖြစ်တယ်ဆိုရင်အရင်ကတကောင်ပဲနောက်ဆိုခုနှစ်ကောင်လောက်နဲ့လာပြီးမှအဲ့ဒီလူအထင်းမှာအလုံးလုံးမယ်တဲ့ဆိုပြောချင်တဲ့သဘောကဒီကနေ့ယေရှုခရစ်တော်တတ်နိုင်တယ်ဆိုတော့ကိုယုံကြည်ပြီးမှကိုယ့်ဘဝကိုအနံ့ပါအဲ့ဒီအချိန်မှာလေဖခင်သခင်ကမိတ်ဆွေမှာလိုအပ်နေတဲ့အရာကိုတွန်းလောင်းပေးုံတာမကဘဲနဲ့မလိုအပ်တဲ့အရာကိုအားလုံးဖေရှားပေးတယ်အပြောအဆိုလားအသွေးအခေါ်လားအရင်တုန်းကသူများဘာပြောမကောင်းဘက်ကမြင်တဲ့အသွေးခေါ်လားအကုန်ပြတ်မယ်ယေရှုအဖြစ်ပဲပြတ်နိုင်တယ်နော်အဲ့ဒီစိတ်ပိုင်းဆိုင်ရာမကောင်းတဲ့အရာတွေနော်မကောင်းတဲ့အရာမပြောချင်ဘူးပါဇက်ကမထိန်နိုင်ဘူးနော်ဖခင်ထိန်ပေးသွားမယ်နော်ပလတ်စတာလိုပဲဟာလို့မရအောင်ဖခင်လုပ်နိုင်တယ်ဒါကျွန်တော်လက်တွေ့ကျွန်တော်နော်အရန်ကောင်းတဲ့စိတ်တဘောထားရှိခြင်းတယ်ဒါပေမဲ့ဘလို့မှမဖြစ်နိုင်ဘူးထောင်းကနေပဲနော်ဟိုလက်စစ်ထက်တောင်မြန်တယ်ရော့ကက်ထက်တောင်မြန်တယ်နော်ဒါပေမဲ့ကျွန်တော်တို့နှလုံးသားမှာလိုအပ်နေတဲ့အရာကိုဘုရားသခင်ကပြုတ်ပြင်ပုံသွင်းပေးတယ်အဲ့လိုပဲနော်မိသားစုမှာလိုအပ်နေတဲ့အရာနော်တာသမီတွေကြားမှာ
မှာလိုအပ်နေတဲ့အရာဘယ်အရာလိုအပ်နေလဲယုံကြည်ခြင်းနဲ့ဘုရားလက်ထဲမှာအနံ့မှာကျွန်တော်တို့ကဘာလို့ရမလဲယုံကြည်ခြင်းနဲ့ကျွန်တော်တို့ရှောက်လန်းဖို့ပဲလိုအပ်တယ်ယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့အခါမှာတော့ယောရှုနဲ့ဣသရေလလူမျိုးတွေကရေကိုနှစ်ချမ်းကွဲသွားတယ်လို့ပဲကျွန်တော်တို့ရှောက်လန်းတဲ့ယုံကြည်ခြင်းအပြင်ကျွန်တော်တို့မှာလိုအပ်နေတဲ့အရာကိုပြုပြင်ပုံသွင်းပြီးမှဘုရားသခင်အလင်းသက်တဲ့ထွန်းလင်းစေမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့စဉ်းစားရအောင်ကျွန်တော်တို့အသက်တာထဲမှာခဏလေမျက်လုံးမိမှစဉ်းစားရအောင်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ခြင်းတယ်တင်ဘဝမှာရှင်ပေါလုလိုပဲမကောင်းမှန်းသိတယ်မစွန့်လွတ်နိုင်ဘူးဒီမကောင်းမှုအရာတွေကိုမလုပ်ချင်ပေမဲ့လုပ်နေမိတယ်ဒီနေ့ယုံကြည်ခြင်းနဲ့ယေရှုလက်ထဲမှာအနံ့ပါကျွန်တော်ဧကမုတ်ချမြေကြီးလက်ခတ်မလွဲကျွန်တော်ပြောရဲတယ်ကျွန်တော်ကိုမူရေးစေဝါစလိတ်ကွန်းလောင်စာဖြတ်ပေးတဲ့ဖခင်မိတ်ဆွေကိုလည်းဖြတ်ပေးနိုင်တယ်မိတ်ဆွေနှလုံးသားထဲမှာမေတ္တာပြချင်ပေမဲ့မေတ္တာမပြနိုင်ဘူးလားတင်မပြပါနဲ့ဖခင်အားဖြင့်ပြဖို့အတွက်ဖခင်ကိုနေရာပေးအောင်အဲ့ဒီအခါမှာလေချုံမိန်တဲ့အသက်တာအလေးသက်တဲ့ထွန်းလင်းတဲ့သက်တာမေတ္တာပြเสียမလို့ပဲနဲ့မေတ္တာကအလိုလိုနေရင်စီးထွက်တဲ့သက်တာဖြစ်လာမယ်ဟာလေလုယာယုံကြည်ခြင်းနဲ့ဒီကနေ့ကျွန်တော်တို့ဘဝအသက်တာအနံ့ရအောင်မိသားစုမှာပြဿနာတွေရှိနေလားသားသမီးတွေနဲ့ဂျားမှာလင်မယားဂျားမှာပြဿနာတွေရှိနေလားဒီနေ့ယုံကြည်ခြင်းနဲ့ဖခင်လက်တော်မှာအနံ့ရအောင်ဒီနေ့ခေါင်းစဉ်တတ်ထားသူပဲယုံကြည်သူထဲကယုံကြည်ခြင်းယုံကြည်သူဖြစ်တဲ့မိတ်ဆွေနဲ့ကျွန်တော်အထေကနဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းဖို့ယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့ယုံကြည်ခြင်းနဲ့ဘုရားလက်ထဲမှာအနံ့ဖို့ဘုရားကစကားပြောနေတာဖြစ်တယ်ကျွန်တော်တို့ရှောက်လန်းတဲ့ဘဝအတ္တနေ့စဉ်နေ့ရက်မှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့ကျွန်တော်အနေနဲ့အားပေးခြင်းတယ်ဘုရားရဲ့တတ်တယ်လို့ချင်းယေရှုခရစ်တော်အထက်ကနဲ့တကိုးစီးထွက်စေနိုင်တာကတွေးတူနာစနနေဆွဲတဲ့အမျိုးသမီးရဲ့ယုံကြည်ခြင်းလိုပဲကျွန်တော်တို့လည်းယေရှုတတ်နိုင်တယ်ဆိုတော့ကိုယုံကြည်ပြီးမှလက်တော်မှာအနံ့ရကျွန်တော်အားလုံး worship team နဲ့အတူနော်အချင်းတပုတ်ချီးမွမ်းရအောင်ယုံကြည်ခြင်းကိုဖြစ်စေတာကိုလိုပဲဖြစ်တယ်ယုံကြည်နိုင်ဖို့တသက်ခွန်အားကိုပေးတာလည်းကိုလိုဖြစ်တယ်ဒီနေ့ကိုလိုနှုတ်ကပတ်တော်လာတဲ့အတိုင်းပဲယုံကြည်ခြင်းနဲ့ရှောက်လန်းတတ်ဖို့ယုံကြည်ခြင်းနဲ့ခြေလန်းလန်းပြီးမှကိုရရဲ့အလင်းသက်တဲ့ထွန်းလင်းတော်ဘုရားသားသမီးဖြစ်ဖို့မဆာတော်မူပါမယုံကြည်နိုင်တဲ့အရာတွေရှိမယ်ဆိုလဲယုံကြည်ခြင်းကိုပေးပါဒီနေ့လက်တော်နဲ့အနန္တေတာရုမှာလိုအပ်ချက်အများကြီးရှိတယ်ဆိုတော့ကိုရောတိလို့တာရုကိုအမြဲတမ်းယုံကြည်ခြင်းကိုပေးမယ်ပြုပြင်ပြောင်းလဲပေးမယ်နှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်ဘုရားကိုဇေလွတ်ပေးထားသောကြောင့်ခြေတို့ချီးမွမ်းပါတယ်နေ့စဉ်နေ့မြအသက်ရှင်ခြင်းမှာဂတိတော်ကိုဆွဲကင်ပြီးမှတရှင်တော်ဝိညာဉ်တော်ကိုနေရာပေးပြီးမှယေရှုဘုရားတတ်နိုင်ကြောင်းကိုယုံကြည်ပြီးမှရှောက်လန်းတတ်တဲ့သားသမီးများမိသားစုအိမ်ထောင်များဖြစ်စေဖို့ကောင်းချီးပေးပါမဆပါယေရှုတင်တယ်ဒီနေ့နှုတ်ကပတ်တော်မျိုးစေ့ချယုံတာမကပဲနဲ့အပင်ပေါက်ပြီးမှအတီးတီးစေပါနှုတ်ကပတ်တော်ရဲ့တတ်တယ်နှုတ်ကပတ်တော်ရဲ့အလင်းကိုမြင်တွေ့ပြီးမှကိုရောကောင်းမြတ်ကြောင်းကိုတရက်မှာတတ်တယ်ခံရတော့ခွင့်ကိုပေးပါကိုရောမဆပါကောင်းချီးပေးပါဒီနေ့ခံယူတော့တဲ့အယောင်ချင်းစီတိုင်းမိသားစုတိုင်းကိုရောကောင်းချီးပေးပါနှုတ်ကပတ်တော်အပြင်ကောင်းချီးပေးပါမြတ်အကြောင်းယေရှုနာမနဲ့ဆုတောင်းစကားအနံပါတယ်ဒီနေ့